ဝင်လာပါကျွန်တော်များပြထားပြပါတယ် အိပ်ပြီးသွားရတာပါအိပ်ပြီးသွားလို့ကားကခုံနေချိုးပြီးတော့မမွေးရခင်းထားတာဒါမဲ့ကျွန်တော်တို့မနက်ခင်းရောက်တော့ကြတော့အဟာကြီးကားကြီးကပြည့်နေပြည်သွားပါတယ်စောက်ကန်ကြည့်ကြည့်လားနားလည်ရလို့ မနက်ခင်းညရတော့ကားပေါ်ရောက်နေမလေးသွားမဲ့နေမှာပေါ့နော်ဟိုကလမ်းမှာသွားနေနေမုံဝယ်ဘူးဆိုတော့ဆင်းနေတာပါကျွန်တော်တို့ဖားဆင်းတာပေါ့တော့လမ်းမှာတော့မန်လေးသွားတော့ဗီဒီယိုရိုက်ခဲ့လိုက်ရတော့ဒါကတော့မန်လေးကိုရောက်သွားပြီအခုကကျုံးသားမှာကျတော့ဟိုကနောက်ရောက်နေပြီအခုကအစီကမြင်ရတော့ကျုံးအဲ့တော့ပန်းမင်လေးရတော့တော်တော်လာတယ်ဟိုကဆိုကျုံးလမ်းမြင်ရတယ် အားတော့ skip ထား တော့ကျွန်တော်တို့ကားတော့သွားနေတာမန်လေးကျုံးလေးကိုဝင်သွားတော့နန်းနေဝင်နေတာ အား skip ပါဟဲ့ ဒီခေါက်ကအလုံးကိစ္စနဲ့ဆိုကျွန်တော်တို့ကဘယ်မှတော့သိယူမသွားပြစ်တော့ဘူးဟိုလည်းမသွားပြစ်ခဲ့ပါဘူးကျွန်တော်ဖုန်းကြည့်နေနဲ့သွားကြတာဟိုကတော့ရှော့တော့ရိုက်ထားတာတယောက်တည်းဆိုတော့ညင်ရတယ်အခုကတော့ကျွန်တော်ပြန်ရောက်ပါပြီခုမှဘာမှသိနေရခဲ့ပါဘူးဘာလို့လဲဆိုတော့ဖုန်းသိမ်းခံလိုက်ရလို့ကအမှလေးမန်းလေးသွားနေလမ်းမလေးဖုန်းသိမ်းခံလိုက်ရပါတယ်ဒါတော့ဗီဒီယိုလေးကဒီလောက်ပါပဲ